အားလုံးပဲမင်္ဂလာပါခင်ဗျာကုတ်ဆံမူရန်ကိုထုံးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် capital gains or loss ဆိုတဲ့ပုံစံလေးရွေးချယ်ထားရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က stock ဆိုတဲ့ table လေးပေးထားရယ် stocks ထဲမှာ stock name operation day နဲ့ price ဆိုပြီးတော့ပါတာပေါ့နော်stock name နဲ့ operation day ကသူကနှစ်ခုပေါင်းထားတယ် column တစ်ခုပေါင်းထားတဲ့ primary key ဖြစ်မယ်point operation မှာဆိုလို့ရှိရင် in and value sales ဒါမှမဟုတ် buy ဆိုတဲ့ဒါ value ပါတယ်ပေါ့နော် each row or this table indicate that the stock will have stock name and operations on the operation day with the price ဒါဒီသက်ဆိုင်ရာ operation လုပ်လိုက်တဲ့ day တွေ stock name နဲ့ price တွေပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကိုဒါပြောထားတာပေါ့လေဒီမှာဆိုလို့ရင် currently that is operation for a stock corresponding by operation in the previous day ဒီရောင်းလိုက်တဲ့ဒီ operation တွေကအရင်တော့ကဝယ်လိုက်တဲ့ operation တွေရှိရမှာဆိုပြီးတော့သူကပြောထားရပေါ့လေကျွန်တော်တို့လုပ်ပြီးဖို့လိုအပ်တာကကျွန်တော် write a solution to report capital gains or loss for each stocks stock တစ်ခုချင်းစီအတွက်ကို capital gain ဖြစ်သွားလား loss ဖြစ်သွားလားဆိုတာကိုကျွန်တော်တို့ကတွက်ထုတ်ပေးရမှာပေါ့လေတွက်ထုတ်ပေးရမှာ once of money die ဆိုတော့ဘယ်လိုပဲဖြစ်လို့လေကျွန်တော်တွက်ထုတ်ပေးရမယ်research ကကြိုက်တဲ့ order ဖြစ်လို့ရတယ်အောက်မှာ example ကိုတွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ lead code ကိုကြည့်လိုက်မယ်ဆိုရင် lead code က day 1 မှာ1000ဘူးသူကဝယ်ထားတယ်ဒေါ်လာ1000ဘူး operation day 1 မှာဒေါ်လာ1000ဘူးဝယ်ထားတယ်ပြီးတော့ day 5 မှာဒေါ်လာ9000ဘူးပြန်ရောင်းလိုက်တယ် day 5 မှာဒေါ်လာ9000ဘူးသူကပြန်ရောင်းလိုက်တာဖြစ်တဲ့အတွက်သူက9000အနောက်1000ဆိုရင်8000ဆိုပြီးတော့ဒါမျိုးပုံစံကျွန်တော်တို့တွက်ထုတ်ပေးရမှာပေါ့လေရောင်းလိုက်တဲ့ငွေပမာဏတွေကဝယ်လိုက်တဲ့ငွေပမာဏကိုနှုတ်ပေးရမှာပေါ့လေဒီမှာဆိုလဲ item ပဲအဲ့တော့စုစုပေါင်းရောင်းလိုက်ရတဲ့ငွေပမာဏတွေကနေဝယ်လိုက်တဲ့ငွေပမာဏကိုကျွန်တော်တို့က stock တစ်ခုချင်းစီတော့နှုတ်ပေးရမှာဖြစ်တယ်ပေါ့လေဒါဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီ buy လောက်လိုက်တဲ့ stock တစ်ခုချင်းစီတော့ပေါ့လေဝယ်လိုက်တဲ့ဒီစုစုပေါင်းပမာဏကိုရင်ရှာမယ်နောက်တစ်ခုကရောင်းလိုက်တဲ့ပမာဏကိုရှာပြီးတော့ဒို့တဲ့ကျွန်တော် different ကိုရှာပေးလိုက်ရင်ကျွန်တော်ရပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ temporary table လေးတစ်ခုကျွန်တော်ထုတ်လိုက်မယ်ဗျ width နဲ့အချင်းနဲ့ပေးလိုက်အောင်ဗျ width ဆိုပြီးတော့ကျွန်တော်တို့ဒါကဝယ်လိုက်တဲ့ record ဖြစ်တဲ့အတွက် buy record ဆိုပြီးတော့ပေးလိုက်မယ် buy record as ဆိုပြီးတော့ဒီနေရာမှာကျွန်တော်တို့ CLCT select ဒီ stock name ကိုပြန်ယူမယ်ဗျ stock name ကိုယူမယ်နောက်တစ်ခုကစုစုပေါင်းဝယ်လိုက်တဲ့ပမာဏကိုလိုချင်တာဖြစ်တဲ့အတွက် price တွေကိုပေါင်းမယ်ဒီကောင်ကကြတော့buy price ကိုပေးလိုက်အောင်ပဲ buy price from ဒီ stock table တွေကယူမယ်ဝယ် operation ကကျွန်တော်တို့ဝယ်ထားတဲ့record တွေဝယ်ထားတဲ့စုစုပေါင်း price ကိုလိုချင်တော့ကျွန်တော် operation ကို buy နဲ့ပေးလိုက်တယ်နောက်တစ်ခုကကျတော့ကျွန်တော် group by လုပ်မယ် product တစ်ခုချင်းစီကလိုချင်တာဖြစ်တဲ့အတွက် group by stock name stock name နဲ့ကျွန်တော်တို့က group by လုပ်လိုက်တယ်ပေါ့လေနောက်တစ်ခုအနေနဲ့ကကျွန်တော် sell record ဆိုတာလေးကိုရှာချင်တယ် sell record မှာဆိုလို့ရှိရင်လည်းထုံးနေ၎င်းပဲဒါတွေအကုန်လုံးကျွန်တော်တို့ကယူတယ်ဒီနေရာမှာမတူဘူးဖြစ်သွားမှာကျွန်တော်တို့ buy နဲ့ sell နဲ့ပဲကျွန်တော်တို့ဝါပါလိုက်မယ်ဒီနေရာမှာလည်း buy price မဟုတ်ဘဲနဲ့ကျွန်တော် sell price လုပ်ပေးလိုက်အောင်အဲ့တော့ကျွန်တော်တို့ဒီမှာtemporary table လေးနှစ်ခုရပြီ buy record နဲ့ sell record ဆိုပြီးတော့ဒီနှစ်ခုကိုကျွန်တော်တို့ကjoin ပြီးတော့ကျွန်တော် different လေးကိုရှာပေးလိုက်ရင်တော့ရပြီဗျအဲ့တော့ကျွန်တော်က select ဒီ stock name ပြီးတော့ကျွန်တော်တို့ဒီ capital gains or loss ဆိုရဲအားလေးကိုကျွန်တော်တို့ခဏထားရမယ်ပေါ့လေ from ဘယ်ထဲယူမလဲဆိုတော့ buy record B ဒီကောင်ကိုကျွန်တော်တို့က join လိုက်မယ် join ဒီ sell record နဲ့ join မယ်သူကိုကျွန်တော်တို့ as လုပ်ပေးလိုက်မယ် on as dot ဒီ stock name ကကျွန်တော်တို့ဒီ B ရဲ့ stock name နဲ့အညီရဲ့ဟာတွေကိုကျွန်တော်တို့ကရှာပေးလိုက်မယ်ပေါ့လေအဲ့တော့ဒီနေရာမှာဒီ stock name ကတော့ကြိုက်တဲ့ရှိကနေယူလို့ရတယ်ကျွန်တော်တော့ B ရဲ့အနေနဲ့ကျွန်တော်ယူဖြစ်လိုက်တယ်ပေါ့နော် B ရဲ့အနေနဲ့ကျွန်တော်ယူလိုက်တယ် okay အဲ့တော့ဒီ capital gains or loss ဆိုတာလေးကိုကျွန်တော်တို့ကတွက်ထုတ်မယ်ပေါ့နော်တွက်ထုတ်မယ်ဆိုတော့ကျွန်တော်တို့ကဒီရောင်းရတဲ့ငွေပမာဏစုစုပေါင်းငွေပမာဏဆိုတော့ S ရဲ့ကျွန်တော် sell price ဖြစ်ပါပေါ့နော်
separate ထဲကနေပြီးတော့ကျွန်တော်တို့ B ရဲ့ဒီ by price ကိုကျွန်တော်တို့ different လုပ်ပေးလိုက်ရနော်လိုချင်တဲ့ဖြေကတော့ရလာခဲ့နိုင်မယ်ဗျ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ run ကြည့်လိုက်အောင်ဗျကောင်းလေးကျွန်တော်တို့ run ကြည့်လိုက်မယ်okay task ကတော့အဆင်ပြေသွားပြီဗျဒါဆို submit လိုက်အောင်ဗျOkay submit လိုက်လို့ရှိရင်လည်းကျွန်တော်အဆင်ပြေသွားကိုတွေ့ရမှာပါဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ different ကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်အရင်ဆုံးဒီပေါင်းထားတဲ့ record တွေကိုအရင်ရှာလိုက်တယ်နောက်တစ်ခုကရောင်းဝယ်ထားတဲ့ record တွေကိုအရင်ရှာတယ်product တစ်ခုချင်းစီပေါ့လေနောက်တစ်ခုကရောင်းလာတဲ့စုစုပေါင်းဒါ amount နဲ့stock နဲ့ကိုကျွန်တော်တို့ရှာလိုက်တယ်ရှာဖို့တော့ဒီနှစ်ခု join ပြီးတော့ကျွန်တော် different လုပ်ပေးလိုက်လို့ရှိရင်ဒီပုဒ်စာလေးရဲ့အဖြေလေးရရှိအောင်ပါဖြစ်ပါပြီဗျအားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ